ကျွန်တော်ခေါင်းစဉ်လိုပဲပြောကြပါစို့စင်ကျင်စရာလေးပေါ့နော်အင်္ဂလိပ်လိုတော့ Are you sure following Jesus Christ ခင်ဗျားဟာယေရှုခရစ်တော်ရဲ့တပည့်တော်ဖြစ်ရလားဆိုအဲ့နှစ်ခုကျွန်တော်စင်ကျင်စရာလည်းဖြစ်မယ်နောက်ဆုံးခရစ်တော်ပြောတဲ့နှုတ်ကပတ်တော်နဲ့အဲ့ဒီပေတာနဲ့ကျွန်တော်တို့တိုင်းရအောင်နော်ဆိုတော့ come and follow ဆိုရှိတယ်နော် come and follow ဆိုပါလေလာပါတဲ့အရင်ဆုံးသူခေါ်ပါတယ်ခရစ်တော်နောက်ကိုမလိုက်ခင်သူခေါ်ပါတယ်ဝင်လေဗေမန်သူတို့ပေါင်းတို့to come unto me ဆိုတော့အမြဲတမ်းခေါ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေကအပြစ်သားတွေသူ့စီကိုလာဖို့ဆိုတော့သူခွင့်ပြုချက်မရှိမလွယ်ဘူးเนาะသူခွင့်ပြုချက်မရှိမလားမလွယ်ဘူးကျွန်တော်ခုစေကန်းကိုကိုပ္ပစံနဲ့ကိုသွားကူတာတော့ဘာလုပ်ရလဲဟမ်ဟုတ်တယ်ရေရလောက်ရတယ်เนาะကိုရီးယားလိုလည်းပြောကြအောင်เนาะ reservation เนาะဟိုတယ်ပဲသွားဘဲသွားကျွန်တော်ဘာလို့လဲရေရလောက်ရတယ်အဲ့ဒီခါမှာဟိုကနေပြီးတော့ချပေးလိုက်တယ်နော်ဘယ်ရက်ဘယ်နိုင်ဘယ်ချိန်ဆိုချပေးတော့ကျွန်တော်အဲ့မှာသွားရတယ်ဆိုတော့ကျွန်တော်ဒါကခရစ်တော်စီကိုလာဖို့အတွက်ကတော့အဲ့လိုကြီးတော့မလိုပါဘူးနော်အချိန်မရွေးပါအချိန်မရွေးကျွန်တော်လာလို့ရတယ်သူကအမြဲတမ်းကျွန်တော်ဖိတ်ခေါ်တယ်အဲ့ဒါတကယ်အခွင့်အရေးပဲအဲ့ဒါတကယ်အခွင့်အရေးနောက်ပြီးတော့ကျွန်တော်ဖုံးဆက်မယ်ဆိုလည်းဒီတိုင်းပဲဖုံးဆက်တဲ့ခါမှာလည်းကျွန်တော်အချိန်ကြည့်ရတယ်တခါတခါကျအိတ်ချိန်သွားခွင့်ရင်အိတ်ချိန်သွားခွင့်မဖြစ်လေအနောက်ရှေ့ဖြစ်မှာဆဲမခံရရင်ကန်ကောင်းနော်ဒီအချိန်ဘာချိန်လည်းမသိဘူးလားဆိုရမျိုးပေါ့နော်ရှိတယ်လူတွေကတယောက်နဲ့တယောက်မတူတယောက်ဆိုကျွန်တော်အဲ့လိုပဲနည်းနည်းနောက်ကျခေါ်တာဖုံးကင်ပြီးတော့သူဝုန်းဆိုချသွားတယ်ဒါဆိုဒေါသဖြစ်သွားတဲ့သဘောပေါ့နော်ဒေါသဖြစ်သွားတဲ့သဘောတယောက်ကလည်းဘယ်လူမျိုးဘယ်သူဆိုတော့မပြောပါဘူးเนาะနောက်တစ်ယောက်လည်းလည်းခိုင်းတယ်သူအိတ်ချင်မှုတော့ဝါလို့ပြောဒါမှမဟုတ်ကျွန်တော်လက်ခံစကားပြောတယ်နှစ်ယောက်เนาะထူးခြားချက်တယောက်ကတော့ခင်းတဲ့သူတွေကြီးပဲနှစ်ယောက်စလုံးကဒါမှမဟုတ်တယောက်ကတော့ဘာဖြစ်လဲတယောက်ကတော့တုံးပြန်တော်တော်ကိုဆိုးတယ်เนาะတယောက်ကတော့သူကတုံးပြန်တယ်ဒါမှမဟုတ်ဘာဖြစ်လဲသူအိတ်ရှင်မူတူကြီးနဲ့ဘာညာလဲကျွန်တော်တာအားနာသွားတယ်နော်အဲ့တော့ကျွန်တော်တို့ကတခါတခါကျွန်တော်တို့လိုက်တဲ့ဒါအမှားပေါ့ဗျာတစ်ဖက်ကတော့ကိုယ်မစင်စားမိဘူးဖုံးပြောချင်တာပဲရှိတဲ့ခါကျတော့ပြောလိုက်တယ်ဒါမှမဟုတ်ဘာဖြစ်သွားလဲကိုခေါ်တဲ့ချင်းအသိမှမဖြစ်ဘူးဒါမှမဟုတ်ခရစ်တော်နဲ့ပတ်သက်ကျွန်တော်စဉ်းစားကြည့်တယ်အဲ့တစ်ယောက်ကိုကျွန်တော်အတွေ့အကြုံကျွန်တော်ကြည့်တဲ့အခါမှာခရစ်တော်ကြတော့ကျွန်တော်တရင်းတို့ထတောင်းရင်လေကောင်းတာပဲသူကဘယ်အချိန်ပဲပြ early morning no problem နော်တမင်စားချိန်ဘာမှပြဿနာမရှိဘူးအလုပ်ချိန်ဘာမှပြဿနာမရှိဘူးအချိန်မရွေးအဲ့ဒါလေးကိုလည်းစဉ်းစားစီရှင်တယ်နော်ခရစ်တော်ကိုကြိုက်တဲ့အချိန်ကိုပြဿနာတွေဖြစ်တဲ့အချိန်မှာနော်တခါကြရင်ကျွန်တော်တို့မခေါ်ခင်တော့သူကဘာဖြစ်နေရလဲသူသိနေတာနော်မနေ့တနေ့က Friday မှာပေါ်တော့တရားဆိုရင်တပည့်တော်တွေကကပီးနောင်နော်လေနဲ့ဖြတ်ကူးတယ်ဂါလိလဲအိုင်ကိုဖြတ်ကူးတဲ့အချိန်မှာလေမသိတဲ့ကြောင့်မို့သူတို့ကလည်းအိုင်လန်မှာဒုက္ခရောက်တာကိုခရစ်တော်ကဘယ်ကနေလှမ်းမြင်လဲတောင်ပေါ်ကနေလှမ်းမြင်တယ်အဲ့ဒီချိန်ပဲချိန်လေညကြီးနော်ကျွန်တော်စဉ်းစားကြည့်တယ်ညကြီးဒါမလို့ခရစ်တော်အတွက်ကမှောင်နေတာနဲ့ကျွန်တော်တို့ကမမြင်ဘူးဆိုဖြစ်သလားမဖြစ်ဘူးနော်သူတပည့်တော်တွေဘယ်လိုခံစားနေဆိုသူတွေအဲ့ဒီအတွက်အဲ့ဒီလှေစုလာတယ်လို့ပြောတယ်ကျမ်းစာလိုရေးထားတယ်နော်သူတို့ဒီအဲ့ဒီဒုက္ခရောက်နေကြမှာကိုရောသူတို့စီလာတယ်လာတဲ့အခါကျသူတို့ကရုတ်တရက်တွေ့လိုက်တော့ကိုရောကဘယ်ပုံမှာဖြစ်နေလဲရေပုံမှာလမ်းလျှောက်တော့တွေ့တော့အဲ့မှာတခါတည်းလမ်းဖြန့်ကုန်ခရစ်တော်လာလို့ပြောတာမဟုတ်ဘဲနဲ့ဘာဖြစ်သွားလဲကြောက်ကုန်တယ်ဘာလို့ဖြစ်လို့ကြောက်တာတစီဖုတ်တစီမှတ်လို့ကြောက်တယ်ကျုပ်တို့တပည့်တော်တွေလည်းဘာကြောက်တတ်လဲတကယ်ကြောက်တတ်ပါလားလို့ကျွန်တော်စဉ်းစားကြည့်တယ်နော်ဖုတ်တစီလို့ထင်ပြီးသူတို့ကြောက်တယ်ငါပါကွာငါပင်ဖြစ်တယ်ပေါ့နော်စာစကားရတော့ငါပင်ဖြစ်တယ်ငါပါအဲ့မဲ့အထွန်းတက်လိုက်သေးတယ်ဘယ်သူကတက်တယ်လဲပေတူးကကိုရောဆိုရင်နဲ့ကျွန်တော်ကို
ကိုရောစီလာဖို့အမိန့်ရှိပါတဲ့အမိန့်ရှိပါတဲ့လာခဲ့တဲ့သူလည်းမဖြစ်လေလမ်းလျှောက်ခဲ့ပါကျွန်တော်အဲ့ဒါတွေ့ရတယ်ကျွန်တော်အဲ့ဒီຢာတွေဖတ်တဲ့အခါမှာတစ်ခုချင်းကိုဖတ်ကြည့်တဲ့အခါမှာကျွန်တော်တို့တွေမုံတိုင်းမိနေတာကိုဘယ်သူသိလဲကိုရောကသိတယ်ကျွန်တော်တို့ကူညီတောင်းတာလည်းမဟုတ်ဘူးနော်ကိုရောကသူလာတယ်လာပြီးတော့မှလှေပေါ်မှာသူဖြစ်ကြောင်းကိုသူတို့လည်းသိကြသွားမှာပဲဖုတ်တစီဆိုသူတို့လှေပေါ်မှာတက်ခိုင်းမှာမလားတက်ခိုင်းဘူးလေနော်ဖုတ်တစီမှမဟုတ်မှသိမှာပါဖြစ်သွားလဲလှေပေါ်မှာသူတို့ဝမ်းမြောက်ဝမ်းသာစနဲ့ခံယူတယ်တဲ့လှေပေါ်ကိုရောက်သွားတဲ့အခါမှာဘာဖြစ်လဲထူးခြားချက်ကလင်းကျင်သွားတယ်ဒါနဲ့မခသေးဘူးလူရခီးကိုတမုတ်ချင်းရောက်တယ်ပြောအော်ဆရာကြီးသိလားကျန်းစာအဲ့လိုတွေမှတ်တမ်းတင်ထားတဲ့အခါမှာကျွန်တော်တို့ဘာနားလဲလို့ရလဲဆိုတော့ကိုရောပေါ်မှာကျွန်တော်ကောင်းကောင်းသိဖို့ရည်ကြည်တာသူတို့ကညာရီတကောင်မှာရေပေါ်မှာလှိုင်းနေထမ်းတဲ့လေပေါ်မှာလမ်းလျှောက်တာကိုသူတို့ကဖြစ်တယ်အဲ့ဒါတော့တရေတစီပဲဖြစ်မယ်လူတို့လူကတော့ဖြစ်လေဖြစ်နိုင်ကိုရောကတော့ရေပေါ်မဟုတ်မြေပေါ်မဟုတ်ဘူးလေပေါ်မှာလည်းမဖြစ်လေနောက်ဆုံးနော်ကျွန်တော်တို့ကောင်းကင်နိုင်ငံကိုတက်ကြွတဲ့အချိန်မှာအေးဒီတိုင်းပဲမိုးတိမ်သူစောင့်ဝင်ကြီးကိုခံတယ်ပြောပါတယ်ပြန်ကြွလာတဲ့ခါမှာလေအေးမိုးတိမ်စီးပြီးပြန်ကြွလာမလို့တော့အဲ့လိုကျန်းစာရေးထားတာဗျာဒါပေမဲ့ကျွန်တော်တို့ခရစ်တော်နဲ့ပတ်သက်ပြီးကောင်းကောင်းသိထားရင်ကျွန်တော်တို့ကကြောက်စရာမလိုတန်တရားဖြစ်စရာလည်းမလိုဘူးနော်ကျွန်တော်ပြဿနာတွေကိုကိုရောရှင်းပြစရာလည်းမလိုဘူးတီးပြီးသားမြင်ပြီးသားအဝေးကြီးကနေလည်းမြင်တယ်နော်အခုဆိုရင်ကျွန်တော်တို့ကပို့ပြီးစိတ်ချရတာကကျွန်တော်တို့ဘာဒီခံစားနေဆိုတော့ဘယ်သူကသိနေလဲဘယ်လိုလုပ်သိတာလဲဟုတ်တယ်အဲ့ဒါကိုကျွန်တော်တို့ကမေးပြီးနေတာကျွန်တော်အထဲမှာရှိကျွန်တော်တို့နဲ့အတူရှိနေတာဘယ်လောက်ပြောစရာကောင်းတယ်နော်အဲ့ဒါလေးလည်းကျွန်တော်အတိတ်ကမေးချင်တယ်အဲ့တော့ယေရှုခရစ်တော်က come follow တဲ့နော်ပြောတယ်တကယ်စစ်မှန်တဲ့ယုံကြည်သူတယောက်ဖြစ်လာပြီဆိုရင်သူ့ရဲ့တာဝန်ကပါလေနောက်တော်လိုက်ခြင်းပါပဲအဲ့မှာတခြားလမ်းမရှိပါဘူးဒါဆိုကျွန်တော်ကစဉ်းစားကြည့်ကြပါနော်မိကုန်းတစ်ခုတက်ကြည့်တာခရစ်တော်နောက်ကိုမလိုက်ဘူးကွာဆိုပါစို့ယုံတော့ယုံနေဒါဆိုခင်ဗျာဘယ်သူနောက်လိုက်မှာလဲထပ်မေးရတော့မှာလေနော်ခရစ်တော်ကိုယုံပြီးခင်ဗျာရပ်နေမှာလားနော်ဘယ်သူနောက်ကိုလိုက်ခင်ဗျာသဘောနဲ့ခင်ဗျာဆက်သွားအောင်မှာလားလာပြီနော်ခင်ဗျာသဘောနဲ့ခင်ဗျာမသွားရင်ဘယ်သူသဘောနဲ့ခင်ဗျာသွားအောင်မှာလဲဘယ်ကိုသွားမှာလဲကျွန်တော်တို့မှာဥတီကျကျွန်တော်ပြောပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့မှာပန်းနိုင်ရှိရမယ်ဟုတ်တယ်နော်ကျွန်တော်တို့ရဲ့ပန်းနိုင်ရခရစ်တော်ရဲ့စုံလင်ခြင်းနော်ခရစ်တော်ရဲ့ကြီးရင်ခြင်းအဖြစ်ကိုရောက်တဲ့အထိကျွန်တော်တို့သွားရမှာဆိုတဲ့အခါကျတော့ဒီနေ့ကျွန်တော်တို့ရဲ့ဒီသွားတဲ့ two words ဘာလဲ discipleship ဆိုတဲ့ခေါင်းစဉ်ရောက်မှာတစ်နှစ်လုံးကျွန်တော်တို့အဲ့လိုသွားမယ်အစီအစဉ်ဖြစ်တော့ဒီနေ့လဲကျွန်တော်အဲ့ဒါကိုပြောချင်တယ်နော်အခုလည်းပဲကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းပိုက်နော်ငါ၌စိတ်ကလူတော်သူဖြစ်တယ်စိတ်ကဖို့ဆိုတာဘာလို့မလဲခံဖို့နော်စိတ်ကလူတော်ဖြစ်စင်တော့အနာကိုကပ်ရမယ်လာရမယ်စိတ်ကလူတော်သူဖြစ်ရင်ကိုယ့်ကိုညှင်းပေးရမယ်ကိုယ့်သဘောနဲ့ကိုတော့စီကိုစိတ်ကဖို့အတွက်ခက်တယ်နော်ဘုရားသခင်နောက်တော်ကိုလိုက်မယ်ဆိုရင်နော်ဘာနဲ့လိုက်ရတော့မလဲကားတိုင်းထမ်းမိလိုက်ရမယ်မိမိလဝကတိုင်းကိုယ့်ရဲ့ကားတိုင်းထမ်းရမှာအဲ့တော့ကျွန်တော်တို့ရဲ့ကားတိုင်းရပါလေနော်ကျွန်တော်တို့ကကိုယ့်အလိုဆန္ဒကိုမငြင်းပယ်ဘဲနဲ့ခရစ်တော်နောက်ကိုလိုက်လို့ရမှာလားဟုတ်ပြီနော်ခင်ဗျားဘယ်သူနောက်ကိုလိုက်နေတယ်လဲတော်တော်ရည်ကြည့်တယ်ဗျအခုကျွန်တော်တို့ကအင်တာနက်ခေတ်ကြီးဆိုတော့အားကြီးရနော်ဟိုတည်းကလည်းတယောက်ကတိုဖူးလှုပ်တာသူပြောပြီးတော့မှပြောတယ်ကဲဘာဖြစ်ဖြစ်ကြိုက်မကြိုက်လိုက်လေးတော့လှုပ်ခဲ့အောင်တော့တဲ့ကြိုက်မကြိုက်ဘာလဲစကာဘရီတော့လှုပ်ခဲ့အောင်တော့ဆိုတော့ပြောတာကြိုက်မကြိုက်တယ်နော်သူကနော်လှုပ်ချင်မလှုပ်ချင်လှုပ်ရမယ်ဆိုတဲ့ပုံစံမျိုးပြောထားတာရည်စရာလည်းကောင်းပါလေတစ်ချိန်တည်းမှာလည်းပဲကျွန်တော်တို့ကခရစ်တော်ထံကိုလာပြီးတဲ့အခါကျရင်ဘာလို့ဖို့လို့လာပြီလဲ Hey follow ဒါလို့ကျွန်တော်တို့ကအခု follower မဟုတ်ဘူးဖြစ်နေအဲ့ဒါလို့ဖြစ်တယ်တကယ်တော့ကျွန်တော်တို့ဘာလို့မလဲ follower ဖြစ်ရမှာအခုဘသူတွေနောက်ကို follower လောက်ကြတယ်တချို့လူတွေနော်သူ့ရဲ့ page တဲ့ပေါ့နော်ဝင်ကြည့်တာပေါ့ဝင်ကြည့်ပြီးသူဘသူတွေများ follow လုပ်ထားလဲပေါ့နော်ကျွန်တော်ကြည့်တယ်ကျွန်တော်စီလာအဲ့ရင်လေတချို့ကကိုယ့်ကို lock လုပ်ထားတယ်နော်သူကကြည့်လို့မရဘူးအဲ့ဆိုကျွန်တော်က accept မလုပ်ဘူး
အဲ့လိုလာတဲ့ချိန်မှာဒါကျွန်တော်ရဲ့ပြောပြနော်မလုပ်ဘူးကျွန်တော်ကိုသူတို့တောင်မှလောက်လောက်ထားတဲ့သူကတော့ကျွန်တော်စီဆိုကျွန်တော်လည်းမရဘူးလက်မခံဘူးသူကလည်းသူတောင်မှဖုံးခွေထားတဲ့သူဆိုတော့โอเคနောက်တစ်ခုကမှလည်းဆိုတော့ကိုစီကိုလာအပ်တယ်နော်လာအပ်တယ်ဆိုရင်လည်းပဲကျွန်တော်ကြည့်တယ်ကျွန်တော် follow လုပ်ထားတဲ့ဆိုတော့နံပါတ်1ဦးစားပေးပါနော်နံပါတ်1ဦးစားပေးချက်ချင်းပဲ and the follow လုပ်ထားတာဟိုနော်လုပ်ထားတယ်တချို့ကျတော့ follow တော့မလုပ်ထားပါဘူးဒါပေမဲ့လို့နော်သူကြည့်တဲ့အခါမှာသူရဲ့အကောင့်ကိုကြည့်တဲ့အခါမှာဘောက acceptable ပေါ့နော်လက်ခံလို့ရတဲ့သူဖြစ်တယ်အဲ့ဒါဆိုရင်ကျွန်တော်ဖြစ်လေလက်ခံတယ်အဲ့တော့ခင်ဗျားတို့တော့ဘယ်လိုမျိုးနဲ့နော်လက်ခံကြတယ်လို့မသိဘူးကျွန်တော်တော့စစ်ဆေးတယ်ကျွန်တော်လက်ခံမဲ့သူကိုတော့ကျွန်တော်စစ်ဆေးတယ်အနည်းဆုံးတော့ပေါ့နော်ကျွန်တော်ညံပြီးတော့ပေါ့ညံပြီးတော့စစ်ဆေးပြီးတော့မှကျွန်တော်လက်ခံတယ်ဒီနေ့ကျွန်တော်တို့ကအဲ့ဒီ like and follow ဆိုတာလေးကိုကျွန်တော်ကြည့်ပြီးတော့ခင်ဗျားတို့တကယ်ယေရှုခရစ်တော်ကိုနှစ်သက်ရလားโอเคပြန်စဉ်းစားခရစ်တော်ခင်ဗျားတို့တကယ်ကြည့်ရလား तू ဟာခင်ဗျားတို့အတွက်တကယ်ကိုအရေးပါတဲ့သူတယောက်လားမရှိမဖြစ်တဲ့လူတယောက်လားဘယ်လိုခံစားလဲအဲ့ဒါဆိုခင်ဗျားဘာလုပ်တော့မလဲအနည်းဆုံးတော့ like တော့လုပ်မှလေနံပါတ်1ကတော့ like လုပ်မှာနော်ဟုတ်တယ်ခရစ်တော်ငါတို့မရှိဘူးခရစ်တော်ကမရှိငါတို့ဘာမှအတိတ်ပဲမရှိဘူးငါဟာဘယ်လို့မှအပြစ်ကလွတ်နိုင်စရာအကြောင်းမရှိဘူးခရစ်တော်ကြောင့်သာလေငါဒီပဲဖြစ်လေဖြောင့်မတ်တော်သူဖြစ်ရပါတယ်တန်ရှင်းတော်သူဖြစ်ရပါတယ်ဖခင်သားဖြစ်ရပါတယ်ဆိုပြီးတော့မှလုံးဝနားလေဝန်ခံတဲ့သူကတေချာပေါက် like ပဲလောက်ကိုတယ် like လုပ်ပြီးတော့ဘာလုပ်တော့မလဲ follow လုပ်မှာနောက်ထပ်လာမယ့်ဟာလေးတွေဘာဖြစ်မလဲကြည့်ရမှာပေါ့နော်နောက်ထပ်လာမယ့်ဟာလေးတော့ပို့ပေးမယ်လောက်ထားတယ်ဆိုကျွန်တော်တို့ follow တာအားရကြီးတယ်အဲ့တော့ဒီနေ့လေဒီမှာရှိတဲ့သူတွေအားလုံးကျွန်တော်ကဘာပြောချင်လဲဆိုတော့ခရစ်တော်ကိုခင်ဗျားတကယ်ချစ်တယ်ဆိုရင်ခရစ်တော်ခင်ဗျားအတွက်တကယ်အရေးကြီးတဲ့ပုဂ္ဂိုလ်ဆိုရင်ဘာလုပ်ပါလဲ follow လုပ်ပါတချို့ follow မလုပ်ဘူးနော်လာတာလောက်ပဲရှိတယ် follow လုပ်ဖို့အတွက်သူ့အတွက်သိခက်နေတယ်ဘာကြောင့်လဲဆိုတော့ तू ကဘောက်ထမ်းမှာလဲအေး तू လောက်ကတိုင် तू ထမ်းမှာ तू ဆန္ဒတွေ तू ညင်းပယ်လိုက်ရမှာဆိုတဲ့ခါကျ तू မလိုက်ချင်ဖြစ်တယ်တုံနေဖြစ်အဲ့ဒီဒေါရုနဲ့ဂမောရမြို့ကနေပြီးတော့မှမြို့ကိုဖျက်ဆီးဖို့အတွက်နော်ဖခင်ကလှုပ်တဲ့အချိန်မှာထွက်ဖို့ခက်နေတဲ့သူတွေရှိတယ်။တိရသားနဲ့မြို့ယူဖျက်ဆီးတော့မှတိရသားနဲ့ထွက်ဖို့ခက်နေဘာလို့လဲဟုတ်တယ်ဖခင်သခင်တို့သူတို့ချစ်တယ်ဗျာသိလားကောင်းကင်တမန်နဲ့ဘာလို့လဲသူတို့ကိုဟုတ်တယ်ကောင်းကင်တမန်နဲ့ဆွဲခေါ်သွားသူတို့အဲ့လောက်ထိသူတို့လှုပ်တယ်ဒီနေ့ရောကျွန်တော်ပြန်ပြီးတော့စဉ်းစားကြည့်အောင်ဖခင်သခင်ကတော့ကျွန်တော်တို့ကိုချစ်တာတော့ဘာမှကျွန်တော်တို့ကဘယ်လိုကောမလဲမိကုန်းထုတ်စရာတခုမှမရှိဘူးကျမ်းစာတစ်ပိုက်ကပြောထားတယ်ပါတယ်လေငါတို့ဒီပြည့်ရှိစေမင်းတဲ့ခရစ်တော်ဒီငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်ဖခင်သခင်ဒီငါတို့ကိုဘယ်မြောက်လောက်ချစ်တော်မူကြောင်းငါတို့အားထင်ရှားစွာပြောအဲ့ဒါအလွတ်ရတယ်မဟုတ်လားမတချို့ကြလည်းပဲမရဘူးနော်လိုက်လည်းမဆိုကြဘူးဒီတိုင်းပဲဆိုရမယ်နော်ထက်ခတ်တလဲဆိုအလွတ်ရတဲ့ကျမ်းပိုက်ကိုအလွတ်ရတဲ့အကြောင်းကအဲ့ဒါပဲထက်ခတ်တလဲကိုဆိုနေတာနော်တခါတခါကိုလည်းတရားဟောပါဘယ်သူမှဟောစရာမရှိနော်ကျွန်တော်ကျမ်းစာကြောင့်တက်တော့ဆိုရင်ကျွန်တော်ကအင်္ဂလိပ်လိုဟောဖို့အတွက်လုပ်တယ်ဆိုရင်အဲ့ဘေးနားမှာတောအုပ်ကလေးရှိတယ်ကျွန်တော်တောက်တယ်တိုင်းတစ်ပင်တွေဟောတယ်နော်အဲ့တစ်ပင်တွေဟောတယ်တန်းနေဆိုဒီနေ့လည်းကိုယ့်နဲ့ကိုဟောပါကိုယ့်နဲ့ကိုကျမ်းပိုက်တွေရွတ်ပြီးတော့မှလှုပ်ဆမ်းပါတရားပေါက်တိုးတက်မယ်နော်ဟိုတလောကကျွန်တော် page တစ်ခုကြည့်ရင်းနဲ့ဘာအကြောင်းပြောလဲဆိုလေးလာရေးနဲ့ပတ်သက်တဲ့အကြောင်းကိုသူကရေးထားတာကျွန်တော်ဖတ်ကြည့်တဲ့ခါကျတော့အဲ့လေးလာရေးနဲ့ပတ်သက်တဲ့ခါမှာတဲ့ခင်ဗျားတို့တနေရာသွားတော့မယ်ဆိုပါစို့တဲ့လေးလာတော့မယ်ဆိုရင်တဲ့အနည်းဆုံးတော့အဲ့ဒီ history လေးတော့သိထားတာကောင်းတယ်အဲ့လိုပြောတာ history သိရမယ်တဲ့ဆိုပါစို့တဲ့ Rome ကိုသွားမယ်ဆိုပါစို့နောက်တနေရာပေါ့လေလေးလာတဲ့ဟာသွားမယ် Vatican သွားမယ်ဆိုပါစို့Venice လားတခုမြို့တစ်ခုသွားမယ်ဆိုရင်အဲ့ဒီမြို့ရောက်မှလို့လေအရင်ဆုံးသူ့ရဲ့တမိုင်းကြောင်လုပ်တာ
အရင်တော့ဘယ်ကိုလိုနီဖြစ်ခဲ့တယ်သူတို့ကဘာစကားပြောတယ်လဲနော်အဲ့ဒီမှာဘာလိုမျိုးတွေနေလူကြီးဘယ်လောက်ရှိတယ်လဲစသဖြင့်ပေါ့နော်ဒီတန်ត្រာဟာတွေအဲ့ဒါတွေကိုတဲ့လေးလာလိုက်တဲ့လေးလာပြီးမှသွားမယ်သွားတဲ့ခါကျရင်လေးလာတဲ့ခါကျရင်ဘာပဲပြောပြောဘာလို့လဲသိလားခိုင်းလို့တယ်အဲ့တော့သူရေးထားတယ်ခိုင်းလို့တယ်တဲ့ကျွန်တော်လည်းအဲ့လိုပဲကျွန်တော်ဗာတီကန်ဝင်တဲ့အချိန်မှာတူးချင်းဝင်တာခက်တယ်နော်သူဂိုင်းနဲ့သွားတယ်ဆိုရင်သူကအုပ်စုလေးရှိတယ်လန်လေးတွေထောင်ပြီးတော့အဲ့ဂိုင်းနဲ့သွားရင်တအားလွယ်တယ်သူတို့နောက်က AC လိုက်သွားရင်ဝင်တဲ့ခါလဲတွေ့တယ်သူဂိုင်းနဲ့ဆိုတော့သူအကုန်လုံးချိတ်ထားပြီးတော့အဲ့ဂိုင်းကနေအကုန်လုံးပြောနေတယ်တနေရာရောက်တာနဲ့ခဏလောက်လုံးပါအခုခင်ဗျားတို့ခုမြင်နေရတဲ့လက်ရဘက်မှာမြင်နေရတဲ့ကဒါဖြစ်တယ်အကုန်လုံးကျွန်တော်တို့နဲ့ချက်ကလေးနဲ့နှထောင်နေုံပဲနော်တကယ်လို့များတာကျွန်တော်တို့ကတမိုင်းကြောင်မသိဘူးဆိုရင်တော့သူပြောတာတွေဘာဖြစ်လဲအကုန်နားလေတင်းတော့နားမတယ်အဲ့ဒါသိချပါပဲကျွန်တော်တို့ကသွားကြည့်တာတော့ပဲရှိမယ်ကြားတော့သူကတော့ရှင်းပြနေတာပဲဒါမှမဟုတ်ကိုကလေးလာကြိုတင်လေးလာထားရင်အဲ့ဒါနားလေတာဗျာတော်တော်ကိုနားလေတယ်သူများနားလေတာတဲ့ပုံနားလေတယ်ဗျာသိချပါပဲအဲ့မှာကွာသွားပြီဘယ်မှာကွာသွားရလဲကြိုတင်ပြီးလေးလာထားတဲ့သူကကွာသွားတော့မျက်စိနဲ့သွားပြီးတော့သူကရှင်းပြတာအကုန်နားလေတော့တာအဲ့ဒါကြောင့်တော့တတိယရတယ်အဲ့ဒီလူရဲ့စာဖတ်ရင်းနဲ့ဩငယ်ငယ်တုန်းကကျောင်းဆရာမတွေအတမ်းပိုင်းဆရာမတွေနော်ဘာသာရပ်ဆရာမတွေပြောတယ်မနေ့ကညသင်ခန်းစာတက်မယ်နော်ဘာလုပ်ခဲ့ကြလဲကျူတီဖတ်ခဲ့ကြဖတ်လာကျွန်တော်တို့ဖတ်တဲ့လူကတော့စာတော်တဲ့သူပဲတေချာပေါက်ပဲအဲ့ဒါပဲစာတော်တဲ့ဆိုတော့လေကျွန်တော်ဟာလေအဲ့ဒီကျောင်းပြီးမှသဘောပေါက်သွားတယ်စာတော်တဲ့ကျောင်းစာတော်ရဲဆိုတော့တအားညံကောင်းတယ်လို့ထင်တာစာတော်ဆိုတော့အဓိကကဘာဖြစ်လဲအခုဆီယာမပြောတဲ့တိုင်လေးပဲလှုပ်လိုက်ဆီယာမကျူတီဖတ်ခဲ့ဆိုကျူတီဖတ်ခဲ့လိုက်နှစ်ခေါက်သုံးခေါက်လောက်ပတ်လိုက်ဆီယာမလည်းရှင်းပြအိုးကျက်ဆရာတော်မလို့တော့ကျက်ဆရာမလို့အေးစစ်ပဲအဲ့နားလဲတဲ့အတိုင်းတာဖြစ်ခင်ဗျအောင်တယ်ဗျာအမှတ်ကိုကောင်းအောင်မဂုံလို့မတွေ့နေပါစေကျွန်တော်ကောင်းသဘောပေါက်သွားတယ်တချို့ဆိုဘလောက်ထိလို့ဆိုတချို့ဆိုရင်တော့နည်းနည်းရှိတယ်ဆိုတော့ဆရာမလို့တကမှဗာလေအတန်ဖန်ထားတာတန်ဖန်ပြီးတော့မှနော် MP3 တို့မှဖန်ထားပြီးတော့မှကြောင်းမှလုံးတဲ့တကယ်သူတို့စာရတာကျွန်တော်တို့ကကြောင်းတက်တဲ့ခါကျတော့ဘာလို့လဲဆရာမစာပြနေဆိုရင်တယောက်နဲ့တယောက်ရှောက်လုံးပကြီးတွေမိုးကုန်းကနေရှောက်ဆွဲနော်ဇီတုတ်တွေဘာတွေခိုးစားနော်ဟုတ်တယ်ဆရာမကတော့နှောက်ရက်သေးတယ်လေဟိုနောက်ကနှစ်ယောက်ကဘာလုပ်နေလဲစကားပြောနေလားဒီမှာတခြားနားထောင်တော့ပြောတယ်စီစဉ်တဲ့တော့နားလဲစီစဉ်လို့အဲ့လိုဗျာသိလားအခုတရုတ်ဆရာဖြစ်လာတော့ကျွန်တော်ပြောတယ်ကျန်းစာဘာဖြစ်လဲဖတ်ပါမဖတ်ကြဘူးလေနော်မေးလိုက်တိုင်းမျက်လုံးလေးကလနဲ့သူကမေးမိတော့နောင်တရတယ်ဩမေးမိတာသူတို့ဒုက္ခပေးလို့ဖြစ်နေဒီကနော်အဲ့ဒါခင်ဗျာဖတ်ကြည့်စမ်းများကျန်းစာဖတ်ကြည့်စမ်းတရားဟောချက်တွေတော့ဒီကဟောတာမှမဟုတ်ဘူးဘယ်သူပဲဟော online ကနေခင်ဗျာတိချာဖတ်ထားကြည့်သိလားလေဘာကြောင့်တော့ဖတ်တဲ့ခါကျရင်လည်းကိုကဘယ်လိုဖတ်မှလဲနှုတ်ကပတ်တော့ဖတ်တဲ့ခါဘယ်လိုဖတ်မလဲဆူတောင်းနော်ဘာကြောင့်လဲနှုတ်ကပတ်တော်ရဲ့တကယ် order စစ်ကဘယ်သူလဲဘုရားတရှိလို့ဘုရားသခင်ပဲနော်ဘုရားသခင်မှာလဲတကယ်ဘုရားသခင်ကဒါသူ့ရဲ့ဟိုပဲရေးတဲ့သူပဲကျန်တဲ့လူတွေကသူအသုံးပြုခံရတယ်နော်မောရှိရေးတယ်ဆိုတော့မောရှိကရေးတာပဲရှိတယ်မောရှိကဘလို့သိမှလဲအစာဦးနိုင်ဘုရားသခင်ဒီကောင်းကင်မြေကြီးဖန်ဆင်းဘလို့သိမှလဲမောရှိကမသိပါဘူးမောရှိကဘာလဲဟုတ်တယ်သူကကြားတယ်အာယုံစသည်ဖြစ်မို့ဗျာတခုပေါ့အာယုံရတာဖြစ်ကြားတာဖြစ်သူဘာလို့မလဲလိုက်ရေးတယ်ကိုတော့မပြောတော့ဘူးဆိုမှဖြစ်လေရေးလို့မရတော့သူရက်နေရမှာပေါ့အဲ့ကံမဆက်ရေးမယ်အကုန်လုံးရေးနေဘယ်လောက်ကြံပြီးသွားလဲငါကြံပြီးသွားတယ်အဲ့တော့ကျွန်တော်ဘုရားသခင်နှုတ်ကပတ်တော်ကကိုတော်ပုံဖွင့်ပြရင်သမီးသားနားမလည်နိုင်ပါဘူးဖတ်တဲ့အခါမှာဖြစ်လေတကယ်ဆုတောင်းမှုတော့ဖတ်လိုက်ဘာဖြစ်လာမလဲသိလားအေးအဲ့ဒီမှာနားလည်မယ်နားလည်တဲ့အခါမှာဘုရားသခင်ကတခါတည်းဖတ်ပြီးတော့မှခမများတို့တကယ်ဟိုကျမ်းတတ်ပုဂ္ဂိုလ်ကြီးဖြစ်အောင်တော့သူသင်ပေးမှာမဟုတ်ဘူးဗျဘာကြောင့်လဲသိလားဘာကြောင့်လို့ထင်လဲဟုတ်တယ်မာနတက်သွားမှာဆိုလို့အကုန်လုံးမပြောပါဘူးကျွန်တော်တို့ကလေနည်းနည်းသိမှဖြစ်လေဟာမာနတာတက်တာတခါလောက်လေးဖွင့်ပြလိုက်ဟိုသူကဖြစ်တယ်
ကျန်းစာကြောင့်တက်ဆရာမလို့ဆိုပုံစံမျိုးစကားပြောတာဟာတကယ်အဲ့ဒါအပြောခံတဲ့သူတွေပြောတဲ့သူတွေလည်းရှိတယ်တခါမှနည်းနည်းတော့လေးဖွင့်ပြလိုက်တာဖြစ်လေမလို့တော့ဘူးလို့ထင်တာကျွန်တော်ကျန်းစာကြောင့်တက်တဲ့ချိန်မှာကျွန်တော်ကျန်းစာကြောင့်မတက်ခင်မှာကျွန်တော်အမှုတော်ဆောင်တာဟုတ်နော်ကျန်းစာကြောင့်မတက်ခင်မှာကျွန်တော်ကအင်္ဂလိပ်ဟောတတ်တယ်အင်္ဂလိပ်ဟောလို့ရတာပဲဆိုတော့ကျွန်တော်အမှုတော်ဆောင်တာဒါမှမဟုတ်အင်္ဂလိပ်ဟောရင်နေပြီးတော့မှနော်အတင်းတော်မှတကယ်တမ်းဝင်လာတဲ့ခါကျတော့ဘာလို့လာပြီလဲအဲ့မှာ education ကလိုလာပြီနော် biblical knowledge ကလိုလာပြီအများကြီးရယ်နော်သမိုင်းကြောင်းတွေရှိတယ်အများကြီးရှိတယ်အဲ့ဒါလူလာတဲ့ခါကျတော့ဘောပေါက်လာပြီအဲ့တော့ကျန်းစာကြောင်းညနေ join လို့ကျွန်တော်တက်လာပြီတက်တဲ့ခါကျတော့ကျွန်တော်အဲ့ဒီသင်တော်တယ်ဘာလို့သွားတက်တာလဲတဲ့အခုလုံလောက်ပါတယ်တဲ့ကျွန်တော်ဒါဆိုနေတော့ငါမေကိုမေးမယ်နော်လို့ကျွန်တော်မေကို3 ခုလောက်မေးတာမဖြစ်တတ်ဘူးအေးငါလည်းမသိလို့အဲ့ဒီသွားမလို့ဆိုတော့ကောင်းနေအဲ့ဒါဆိုတော့အမြန်သွားတယ်အဲ့ကျွန်တော်ကပြောလိုက်တယ်နော်ဒီလိုသိလားလို့ဆိုတော့မသိဘူးတဲ့အေးငါလည်းမသိဘူးလို့ငါလည်းမသိလို့အခုသွားတက်မှာအဲ့ဆိုကောင်းတော့ကျွန်တော်မသိတာအများကြီးရှိတယ်အများကြီးရှိတယ်နော် library ဆိုတာကဗျာနေတာမဟုတ်ဘူးကျွန်တော်မဖတ်တဲ့စောက်အများကြီးတောင်းနဲ့သိန်းနဲ့ကြည့်ပြီးရှိနော်စဉ်းစားကြည့်အဲ့တော့ဘာဖြစ်လဲဆိုတော့အခုကျမ်းစာအောင်ကျွန်တော်လောက်ရမှာတခြားစာအုပ်တွေမဖတ်ခိုင်းမှာဘူးနော်ဒီကျမ်းစာအုပ်ကိုတော့ကျွန်တော်မလုပ်ရမလဲအေးဖတ်ဖို့တော့တောက်ချောက်ပြောနေတာပဲ disciple မှန်နေဆိုတကယ်ဟိုဖြစ်တယ်ဆို learn from me လို့ပြောတယ်ဆိုနော်ငါထန်နိုင်နိခံညာလို့ပြောတဲ့အခါမှာသူ့ထံမှာနိခံမသူစကားကိုမလုပ်မှလဲအဲ့သူစကားကိုခင်ဗျာရထားဖို့ရည်ကြီးတယ်မရထားဘူးဆိုရင်တော့တန်ရှင်းသောဝိညာဉ်တော်ဘလောက်ပဲဖွင့်ပြနော်ခဏကျွန်တော်ပြောတဲ့ guide နဲ့ကျွန်တော်ပြောပြီးပြီ guide ကဘလောက်ပဲတော့ခင်ဗျာအာပေါက်အောင်ရှင်းပြခင်ဗျားကသမိုင်းချောင်းကိုကြိုတင်မလေးလာထားဘူးဆိုရင်တော့နားကြီးတာပဲအဖတ်တင်လိမ့်မယ်ရှေးတိုင်းလို့ရှင်မနော်ဟုတ်တယ်ကျွန်တော်ပြန်ပြီးတော့ဆက်ဆက်မိတယ်အဲ့ဒါတွေကိုဒီကညီကိုတို့တိတ်သိစေချင်တာဘာကြောင့်လဲဆိုတော့ကြောင်းပြီးမှနော်အော်ဆရာတွေပြောတဲ့ဟာကိုနားထောင်ရမယ်လို့နော်ဘာလို့ဆိုတော့သိတာအဲ့လိုမှန်တယ်တော့ငါတော့တကယ်ကိုနော် top student နဲ့မှငါလည်းပါမှာပဲဘာကြောင့်လဲဆိုတော့ဒီလောက်နားထိုင်းတဲ့သူတွေမဟုတ်ဘူးလေဖတ်လိုက်လေနားလည်နေတဲ့သူတွေလေညာကဒီလောက်ထိနော်နဲတဲ့သူတွေမဟုတ်ဘူးလေဆိုတော့အဲ့ဒီဟာကိုမသိခဲ့လို့လားအခုတန်ရှင်းသောဝိညာဉ်တော်စောင့်နေတယ်ဘယ်သူရှင်းပြဖို့လဲဒီကတယောက်စီတဲ့ကိုရှင်းပြဖို့ဒါမှမဟုတ်ကျွန်တော်တို့ဘက်ကပြင်ဆင်တာရှိလားမရှိဘူးကျန်းစာကိုမကိုက်ဘူးတပတ်နေလို့တစ်ခါမကိုက်ဘူးဖုန်းထဲမှာတော့ရှိတယ်ကျန်းစာဘက်ကိုရောက်လားမရောက်ဘူးဘယ်လိုရောက်နေလဲမသိဘူးနော်အေးကားကြော်ညာတွေကြည့်လိုက်နော်ရုပ်ရှင်တွေကြည့်လိုက်နော်ရီးတွေအမျိုးနော်ဟုတ်တယ်နှုတ်ကပတ်တော်နဲ့ကျွန်တော်တို့သွားဖို့အများကြီးလိုနေတယ်အဲ့တော့အခုလည်းတချို့တော့ဖတ်မှာပါဒါမှမဟုတ်အဲ့ဒီထက်ကိုဘာဖြစ်အောင်မလဲဖတ်ဖို့လိုအောင်မယ်ဒါကြောင့်မို့တခါကဆရာမမေးတယ်ကျမ်းစာကိုအစဆုံးဖတ်ဖို့တဲ့လူရှိလားလို့မေးတော့ဘာဖြစ်လဲမရှိကြဘူးနော်မရှိကြဘူးမရှိတော့ပဲသူတို့လည်းဂုံယူနေကြတာထင်တယ်သိလားအေးစစ်အပြုံးမပြက်ပြနော်ရှက်တာလဲရှက်တဲ့မျက်နှာလည်းမတွေ့ရဘူးသိလားပြုံးပြပြနဲ့သူတို့ကလုံနေကြတာအေးတခါမဖတ်တာလဲဘာမှပြဘူးဗျနော်ဒါဆိုတော့ဓမ္မသစ်ပြတ်တဲ့လူရှိတာဓမ္မသစ်လည်းမပြတ်ဘူးဓမ္မဟောင်းလည်းမပြတ်ဘူးနော်ဘယ်စာအုပ်ကဘယ်မှာရှိမှလည်းမသိဘူးနော်ဓမ္မဟောင်းနဲ့ဓမ္မသစ်တောင်မှဘာဖြစ်လဲအဲ့ဒီမှာရှိတဲ့စာအုပ်တွေ66အုပ်တောင်ဘယ်စာအုပ်တွေမှလည်းမသိပါဘူးနော်မသိဘူးအလွတ်မရဘူးလေဒီစာအုပ်တွေနာမည်မရဘူးဖတ်ဖို့တော့မပြောနဲ့အောင်နော်နားလည်ဖို့တော့မပြောနဲ့အောင် Are you just Christian နော်ခင်ဗျာခရစ်ယာန်ဖြစ်ဦးတက်ပဲလားတကယ်ခရစ်တော်ရဲ့နောက်လိုက်ဖြစ်ရလားဟာအဲ့ဒါအိမ်မေကွာပြရမှာအခုခရစ်တော်ပြန်ကြွလာကနေနေပြီအဲ့တော့ဆိုတော့ကျမ်းစာကြောင့်တော့ဖြစ်မဟုတ်ဘူးကျမ်းစာကြောင့်သွားမှမဟုတ်ပါဘူးကျမ်းစာကြောင့်မသွားခင်လည်းဆိုဘာဖြစ်ရမှာလဲဖတ်ကိုဖတ်တာဖတ်ကိုကျမ်းစာကြောင့်မသွားခင်လည်းဆိုခင်ဗျာပြောင်းလဲပြီးသားဖြစ်ရမှာခရစ်တော်၌မွေးဖွားပြီးသားအသင်မွေးဖွားပြီးသားဖြစ်ရကျမ်းစာကြောင့်ရောက်ရင်တော့ခင်ဗျာယူခရိယန်ဆိုတော့ဖခင်တော်ပြောက်သွားနိုင်တယ်အကောင်းပြောတာတုံခရိယန်တော့ခင်ဗျာခရိယန်ပြတ်သွားနိုင်တယ်ဘာကြောင့်ဆိုတော့အကုန်ရောပြုံးတင်တာဟိုရောက်တဲ့ခါကျရင်ရောပြုံးတင်တာအကြောင်းတင်တာနော် about God ကိုတင်တာ
General Yonaga not about God. Paladua. We believe God. General Payago Yona, Paya Chow Yona Mogu. Payago Yona. Who's a Paya Chow New dinner? Shoot out Mumu dinner. Pinna shoot on a pin and shoot on a Mumu dinner. Mapina shoot on the latest chamber. The car Yonji of Yodale. Jepiao Mapiao. Any my young cheater, my pin shoot on how Boyona, the Chua. Young Piro on my pile, Young Gino, she Young Gino, Piao Piro, Jana Jao, no, Piro. Jana Jao, my Piao daughter to him, Yai. That's not to a Piamayagan, do to care to Piago, my young Galua. Piago was younger, Piao, take a ticket to a better Piao John machine. Never. Ajamo Dini Generua, Genoku Taidones rally. The Mayuja, Jana Pajaja, I the Mayuja, Pionamo. The Kamatic knowledge in the law. Knowledge is a popular Janzao, Pagupam. Take Giego Yijirano. Below Piazza Gabish, come out to a male. Go Roma Bayele Pale. Below Sabium, I don't know about Dom, Machine, come out below Macambo, Sabulo, Mayaba. I know about Nama 11, Horner do 11, a set of these. You know, no about to go Mapine China minute, no about to go Todrim Mathivan, Horny Harry, a Luella Chojo, even not on here. Ero Dini Chia. Back to the Bible, reading first book, no? Lolaiba, come here, read it. Jazagara, Joshua, come on, 3 Peter, Blue Peter. Didn't need it, no? Pinyati Janakari Chanago, the Papile. Sound shout Lunga. Janzago, Mapamiope, Mani, Nina, Mapia, Jishu, Payuami. Alibiore. Jimmy so determined no, the Tia Suremanine, Jabu Sumanine, the Meluna, Takat the Lele, no, Pap me sin Jimmy, Darrow singing them about you, no, Pap me sin Jimmy. Ha, Adakasu no, Camaria, the Keguli. I said, no go to the Kenale Laraca. Winning no, winning Koazo, the charm hope, Willa. I no go to Pavilele, Nale later. Nale later. Yes, you could but 2 layers or Congo Nale later. Erika Macmel Papira. I come Ashira. Ashira. Ba Michauto. Ba Mondai Mamjao. Bellum Malamjao. Pasura, Piadkini. E couldn't to shin it, Piataki, Betule, Nayo, Napatu, young laser out of Tinira. And I GG surround in Piogene. No, at all. Go Piamino Sinsaba, no, go Lowaka and time go Lucana, Hochima home. David Melukmia Lucana with Niempepa. No, the girl what they had Kujan Pione, like and follow Lojaba. No, like Pion Macau Pile, they get follow Loba. Now we don't get crypto with chitters, crypto or Mero chitter, Pama. But done the episode, Jamshi. No, Dodo Lebe, General Piago, Chite Jaro, Migo to Sherry Pilare. But John is Jansa the check up your Nago Chin, Nazagao Natome, a little bit over it. Nago Chite to a Nazagao Natome. Nana Gule, Lime, not Turia, not Tangu Javi, Nana good like me, a little bit rara. Ero General Goro Turozu Hoyela. Disciples are taking a Turozu, no, Turozu Manesui. To my grow a tongue jame, Naleame, the Kinago life, Sinipiniame, no, Dinigoro General, Sikaide Yarishide, General Titi Piagaluro Shide, no, Eddie to a General Cantare, General Belupinile, no, a Yodi Villa, a tea, teaching Diana, Matibe Pinidela, no, Tarigo Piaminoma, Sinizimare, don't the Sijimare, no, Piataki Aluro de Shaya. No, go to work at a good tie out. No, go to work at a tennis lebare. The Shabamo bow, Pale? How dare good scenario? Nimbe like deny yourself. Deny yourself. Luero, Maluevo. David Aya Luere Yadukapale, Guro Kamiatake, Chinoli. Kamiat Guro take Chino, Area easy. You know, Mibari Chisumbo Yizada Yado Miba Teto
ပိုချစ်တယ်ဆိုလာတယ်လေအမေတချင်းရှိတယ်နော်မိဘတဲ့တောင်ပိုချစ်သေးတယ်ဆိုတာမိဘတွေဘလောက်ပဲတာတာပါဖြစ်လေလိုက်တာပဲလိုက်တာပဲနော်ရောင်နှောင်းစရုံးပါဆိုတော့လိုက်တာပဲမိဘတွေဘလောက်ပဲတာတာအဲ့ဒါဘာလဲချစ်တာပဲအချစ်လို့အဲ့တော့ဒီနေ့ခရစ်တော်တကယ်ကျွန်တော်ချစ်တယ်ဆိုဘာဖြစ်လဲဟာကျွန်တော်တို့လိုက်တယ်လိုက်ကိုလိုက်တယ်ဗျာကဲမလိုက်ဘူးဆိုရင်တော့သိကြတယ်ကဲပါဇက်ဖျားလေးနဲ့ချစ်နေတာပဲခရစ်တော်တကယ်မချစ်ဘူးခရစ်တော်တကယ်ချစ်လိုက်ကိုလိုက်တယ်အဲ့သိကြပါဘာပဲခိုင်းနော်ကိုချစ်တဲ့သူတွေဆိုဘာဖြစ်လဲအသက်ပင်တည်တည်ဗျဟာဘုရားသခင်ကတော့အဲ့ဒါသူရှိရလှုပ်ပြသွားတာသူကကျွန်တော်တို့ကိုချစ်လွန်းလို့ဘာလုပ်တာလဲအသေးခံတာဗျနော်တကယ်တော့အဲ့လဝကတိုင်ကို तू မသွားချင်ဘူးနော်အဲ့လမ်းကို तू မရွေးချင်ဘူးနော်ဤခွက်ကိုအကျွန်ုပ်မှလွန်နိုင်လွန်သွားပါစေလို့ तू ဆူတောင်းခဲ့တာဒါမလို့ခမဲတော်ရဲ့အလိုတိုင်းဖြစ်ပါစေဆိုတော့မှနော်ကျွန်တော်တို့ကိုချစ်တဲ့စိတ်တွေဖြစ်လေလှုပ်ခဲ့တာဒီနေ့ကျွန်တော်တို့ကလည်းခရစ်တော်ကိုဘာဖြစ်လဲကျွန်တော်တကယ်ချစ်တယ်ဆိုရင်ဘာလို့ရတော့မှာလဲဟာညင်းပေရမှာပေါ့ကိုကိုတတ်တည်ခိုင်းနေတာလည်းမဟုတ်သေးဘူးနော်ငါ့ကိုချစ်တဲ့သူကိုယ့်နဲ့ကိုတတ်တည်ကြဆိုတော့ပြောတာမဟုတ်ဘူးနော်နူနောက်လိုက်ဖို့ပဲပြောတာကိုလိုဆန္ဒကိုညင်းပေပြီးငါနောက်လိုက်ဖို့ပဲပြောတာသာဝရသက်ပြီးပြနော်ငါနောက်ကိုလိုက်တဲ့သူငါတာဝန်ယူမယ်တဲ့သူပြောပြီးသားငါအမှုကိုဆောင်းတဲ့သူတွေငါရှိတဲ့နေမှာရှိစီရမယ်တဲ့အာမိုက်တယ်ငါရဲ့ကြွယ်ပေါ်ခြင်းကိုသူ့အကိုငါပေးမယ်တဲ့ငါရှိတဲ့ရမှာသူရှိစီရမယ်တဲ့ဟာသူဘက်ကထားတဲ့ဟာနော်ဒါပေမဲ့ तू ကတော့ငါတော့တဲ့ငှက်ကတော့အတိုက်ရှိတယ်ကွာတဲ့နော်မြေခွေးရလည်းတွင်းရှိတယ်တဲ့လူသားကတော့ခေါင်းချစရာနေရာမရှိဘူးနော်တဲ့အဲ့ဒါလည်းမင်းတို့စဉ်းစားနော်မလိုက်ခင်နဲ့အဲ့ तू အဲ့လိုတော့ပြောတယ်ဒါပေမဲ့လို့ကိုတော့ဘာတူလဲကိုတော့ဖះပါနော်ဖះဖြစ်တဲ့ကြောင့်မို့ तू ဘာရှိလဲသူရဲ့နိုင်ငံရှိပါတယ် the kingdom of God နော်ဘုရားသခင်နိုင်ငံတော်ဆိုရှိပါတယ်သူအဲ့လိုပြောနေပေမဲ့လို့လည်းပဲအဲ့ဒါကဒီလောကမှာနေတဲ့အချိန်မှာကျွန်တော်တို့ကလောကယာတွေဆွဲလန်းတာဟုတ်နော်ကျွန်တော်ဘုရားကိုဆွဲလန်းတဲ့လောကယာကိုပဲဆွဲလန်းတာတခါတခါဟုတ်မလို့တဲ့တကယ်တမ်းကြည့်တဲ့အခါကျပတ်စံကြောင်းတွေပဲပြောနေပြန်ရောအေးပတ်စံကြောင်းတွေပြောနေပြန်အောင်ဘုရားကိုတအားချစ်တယ်လို့နဲ့အနိကပေါင်းကြည့်တော့ဘာဖြစ်နေအိုးငွေနောက်လိုက်ဖို့ကြိုးစားနေပါလားသူဒီနေ့လုံတဲ့အရာတွေကဒါတွေလားစဉ်းစားကြည့်ဟောက်သေးပါဘူးလို့လွဲတော့လွဲနေပြီဘယ်နှမှာလွဲသွားလဲမသိဘူးโอเคနော်အဲ့ဒါခရစ်တော်ကအဲ့ဒီစကားလေးသူပြောတယ်သူနောက်လိုက်မဲ့သူတွေသူပြောတယ်လူသားတော့ခေါင်းချစရာမရှိဘူးတော့တဲ့မင်းတို့လိုက်ရဲမှလိုက်တယ်ဒါပေမဲ့လို့ဂတိရတော့ဘာဖြစ်လဲငါအမှုကိုဆောင်နေသူငါရှိတဲ့နေရာမှာရှိစေရမယ်ငါမှရှိထားတဲ့သူကိုသူရကိုရစေရမယ်ကိုရောရဲ့ကြွယ်ဝခြင်းလို့ကျွန်တော်ခံစားဖို့အရှင်းသင့်ပါပဲနော်ကိုရောနောက်ကိုလိုက်လို့ဘယ်တော့မှအရှုံးမရှိပါဘူးနောက်တော့ရစီအကြောင်းလည်းမရှိပါဘူးနော်ကိုရောနဲ့အတူဆင်းရဲဒုက္ခကိုခံတဲ့အရာဟာအင်မတန်ဘာဖြစ်လဲအင်မတန်အရသာရှိတာဗျအဲ့ဒါဆင်းရဲဒုက္ခကိုခံတဲ့အရသာခံမသိသေးဘူးအဲ့ဒါကိုကျမ်းစာတစ်ချက်ကရေးထားတယ်နော်အခုကကယ်တင်ခြင်းရတာကတော့ဘာဖြစ်လဲကျေးဇူးတော်တော့ယုံကြည်ခြင်းရမယ်ကယ်တင်ခြင်းရတဲ့ဟာတဲ့တပါးတဲ့အဲ့ဒီအခွင့်အရေးတပါးနောက်ထပ်ကျေးဇူးတော်တစ်ခုကဘာလဲခရစ်တော်ကြောင့်ခံရသောဆင်းရဲဒုက္ခလည်းကျေးဇူးတော်တယ်ကျေးဇူးတော်ကိုအဲ့ဒါတချို့အဲ့ဒါကိုထည့်မပြောကြတာများတယ်နော်ခရစ်တော်ကြောင့်ခံရတဲ့ဆင်းရဲဒုက္ခကကျေးဇူးတော်ခရစ်တော်ကြောင့်ခင်ဗျဆင်းရဲနေတယ်ပင်ပန်းနေတယ်နော်ပြအဲ့ဒါအလုံးအဲ့ဒါကျေးဇူးတော်ပဲကျေးဇူးတော်ကြောင့်ဖြစ်တာကျွန်တော်ကျေးဇူးတော်လို့ပြောဘာဖြစ်လဲကျွန်တော်အတာဘက်ကရွေးတွေ့တာအတာဘက်ကရွေးမတွေ့ပါနဲ့နော်ကျမ်းစာကအချက်ရေးထားမှာအဲ့လိုရေးထားတယ်ဖြောင့်မတ်ခြင်းတရားကြောင့်ညှင်းဆဲဒုက္ခကိုခံရတဲ့လူတွေမင်္ဂလာရှိတယ်လို့ပြောတာလားမင်္ဂလာရှိတယ်လို့ပြောတာဖြောင့်မတ်ခြင်းတရားဆိုတာဘာတရားလဲဧဝံဂေလိတရားဖြောင့်မတ်ခြင်းတရားဆိုဧဝံဂေလိတရားကိုပြောနေတာနော်မမှန်ပဲလေမင်းတို့ကိုအပြစ်တကတေးလဲပဲပြမင်းတို့မင်္ဂလာရှိတယ်နော်အဲ့ဒါပြောထားပြီးသားနော်အဲ့ဒါနှုတ်ကပတ်တော်အဲ့ဒါကြောင့်မို့ဒီနေ့အချင်းမုန်းခံဖို့ရွယ်မလို့မှနဲ့ကဲ့ရဲ့ခိုင်လဲခရစ်တော်ကြောင့်သာဖြစ်ပါစေနော်โอเคအဲ့တော့ဒီနေ့ကိုကိုစစ်ဆေးနိုင်ဖို့ပါ are you sure အဖြစ်လေ following Jesus Christ ဆိုတာလေးကိုဒီနေ့နှလုံးသွင်းပြီးတော့မှနော်နှုတ်ကပတ်တော်နဲ့ကိုကိုစမ်းစစ်ဖို့ရောက်တိုင်းကိုဝင်မြပါတယ်ရောက်တိုင်းဖျက်ရှင်ကောင်းရင်ပြပါ